မျိုးသမီးတစ်ယောက်ဟာရုတ်တရက်လေထဲမှာမျောတက်လာခဲ့သည်ဆေးဘက်ဝန်ထမ်းတွေချက်ချင်းပြေးလာပြီးအားကုန်စူးစမ်းဆွဲချခဲ့ကြပေမဲ့ဘလို့မှမြေပြင်ပေါ်ကိုပြန်မဆွဲချနိုင်ခဲ့ပါဘူးရက်အနှဲငယ်ကြာလာတာနဲ့အမျှသူမဟာမြေပြင်ကနေတဖြည်းဖြည်းပိုပြီးမြင့်တက်လာခဲ့တယ်စားတော့တာအိမ်သာသုံးတာတောင်လေထဲမှာပဲလုပ်ရတဲ့အခြေအနေဖြစ်လာခဲ့တယ်နောက်ထပ်ရက်အနှဲငယ်အကြာမှာတော့သူမဟာအခန်းရဲ့မိုးမျက်နှာပြင်အထိတက်ရောက်သွားခဲ့တယ်ကျွမ်းကျင်ပညာရှင်တယောက်လာရောက်စစ်ဆေးပြီးနောက်စိတ်မကောင်းစရာကောင်းတဲ့အဆုံးသက်တစ်ခုကိုပြောခဲ့တယ်။၃ လအတွင်းမှာသူမဟာအမြင့်လေး3.3.3 မီတာအထိတက်သွားမယ်။ပြီးတော့လအနည်းငယ်အကြာမှာတော့လူသားတွေမရှင်သန်နိုင်တဲ့အမြင့်အထိဆက်လက်တက်သွားမယ်လို့ခန့်မှန်းခဲ့တယ်။ဒီသတင်းကိုကြားတဲ့အခါသူမစိတ်ထဲမှာမျှော်လင့်ချက်တွေလုံးဝပျက်စီးသွားခဲ့တယ်။ညတညမှာသူမဟာထပ်ပြီးမိုးမျက်နှာပြင်ကိုခေါင်းနဲ့တိုက်မိသွားတယ်။ဒါကြောင့်သူမရဲ့ခင်ပွန်းကအမိုးကိုဖောက်ပေးလိုက်ပြီးသူမနည်းနည်းပဲဖြစ်ဖြစ်တက်တာအောင်စူးစမ်းခဲ့တယ်။တပတ်လောက်ကြာတော့သူမဟာအိမ်မိုးထက်ကိုတောင်ကြော်တက်သွားခဲ့ပြီ။သူမရဲ့မိသားစုကတော့ lift ထဲနဲ့အပေါ်ကိုတက်လာပြီးအစားအစာနဲ့ရေတွေကိုယူလာပေးခဲ့တယ်။ဒါပေမဲ့သူမပိုပြီးမြင့်တက်လာတာနဲ့အမျှပတ်ဝန်းကျင်ကပိုပြီးကြမ်းတမ်းလာတယ်။အစားအစာတွေလည်းတဖြည်းဖြည်းကုန်လာခဲ့တယ်။အဲ့ဒီအချိန်မှာသူမဟာ3 player တစ်လုံးကိုထုတ်ယူပြီးတချင်းသားထောင်ကစိတ်ကိုငြိမ်းချမ်းစေဖို့စူးစမ်းခဲ့တယ်။ဒါပေမဲ့မတော်တဆလက်လွတ်ပြီးအောက်ကိုပြုတ်ကျသွားခဲ့တယ်။အဲ့ဒီအခိုက်အတန့်မှာပဲသူမရဲ့စိတ်ခံစားချက်တွေလုံးဝပျက်စီးကျဆင်းသွားခဲ့တယ်။ဒါနဲ့သူမအဝေးကိုမောကြည့်လိုက်တဲ့အခါမထင်မှတ်ပဲငှောက်တအုပ်သူမဘက်ကိုပြန်လာတာကိုမြင်လိုက်ရတယ်။အဲ့ဒီလိုမြင်ကွင်းကိုတော့သူမဘဝမှာပထမဆုံးအကြိမ်မြင်ဖူးခဲ့တာပါ။